မင်္ဂလာပါဂျက်ဂရီမြန်မာနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်စီကိုလက်တလောအတွင်းမှာပေါ့နော်customer တွေအမေးအများဆုံးဖြစ်တဲ့ Jaggery E100 Plus လေးအကြောင်းကိုကျွန်တော်မျှဝေမှုလေးနည်းနည်းလေးလုပ်ချင်ပါတယ်ဆိုတော့ဒါဒီ power bank ကသူ့စီကထွက်တဲ့ current က direct current ပဲထွက်မှာဆိုတော့ဒီကျွန်တော်လက်ထဲမှာကင်ထားတဲ့ power bank ဆိုလို့ရှိရင်2000 mAh 10 ampere ထွက်တယ်ဆိုခဲ့ရင်ကျွန်တော်တို့သူ့ကိုအားသွင်းပြီးတော့အသုံးပြုနေတဲ့ဒီဘက်က receiver တွေကသူ့ဘာသူဖုန်းအား0ပဲရှိရှိ100ပဲရှိရှိ 20% ပဲရှိရှိဒီ power bank တစ်လုံးပေးစွမ်းနိုင်တဲ့2000 mAh 10 ampere ဆိုတဲ့ပုံစံအတိုင်းပဲ constant ကျွန်တော်တို့ receiver တွေကိုလာပြီးတော့အားသွင်းပေးနေတာဖြစ်ပါတယ် power station တွေကတော့ဒါမျိုးတော့မဟုတ်ဘူးဗျ power station တွေဆိုတာကကျွန်တော်တို့ရဲ့ Jaggery E100 Plus ထဲမှာကမ္ဘာအသေးဆုံး inverter cap ပါတယ်ဆိုတော့ကမ္ဘာအသေးဆုံး inverter cap ပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကျွန်တော်ရဲ့ receiver ပေါ့နော်ဖုန်းကိုအားသွင်းပြီးအသုံးပြုတဲ့အချိန်မှာကျွန်တော်ဖုန်းရဲ့ level ဘယ်လောက်ရှိနေလဲ battery ဘယ်လောက်ရှိလဲ 20% ဆိုရင်သူကအားအဝင်ကိုများများနဲ့ဝင်ပေးတယ်ကျွန်တော်တို့ 70% ရောက်သွားတဲ့အချိန်ကျတော့အားအဝင်ကိုပါးပါးလေး short ပြီးတော့ဝင်ပေးတယ် 100% ရောက်တဲ့အချိန်မှာ auto cut off ပုံစံလေးတွေသူတို့လုပ်ပေးတယ်ပေါ့နော်ဒါကဘာကြောင့်လဲဆိုတော့ Jaggery Explorer Plus မှာ inverter cap ပါတဲ့အတွက်ကြောင့်မလို့သူ့စီကထွက်လာတဲ့ current ဒီ alternating current ထွက်မယ် pure sine wave ထွက်မယ်ဒီတော့ကျွန်တော်တို့ Jaggery Explorer 100 Plus နဲ့ဒါလူချင်းမင်းတို့ရဲ့ flagship accessory တွေဖြစ်တဲ့ mobile phone တွေ laptop တွေ camera တွေ smart watch တွေကိုတွဲပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်လူချင်းမင်းတို့ရဲ့ flagship accessory တွေရဲ့ battery တွေကိုပုံမူရေရှည်ခိုင်မာသွားပေါ့နော်တက်တန်းကြာရှည်သွားအသုံးပြုလို့ရပါမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကဒီနေရာကနေပြီးညှဝေမှုလေးလုပ်ချင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ Jaggery ကcountry of origin ဒီ USA product ပါဆိုတော့ customer တွေတော်တော်များများလည်းမေးကြပါတယ်ဒီ country of origin နဲ့ USA ဆိုတာကိုဘယ်လိုစစ်လို့ရမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ mobile phone တွေမှာ Android တော့၎င်း iOS တော့၎င်းပေါ့နော် made in ဆိုတဲ့ third party application လေးတစ်ခုရှိပါတယ်ဆိုတော့ဒီ third party application ကိုကျွန်တော်တို့ဒါဖွင့်ကြည့်လိုက်တာနဲ့ပေါ့နော်သူ့အနေနဲ့ barcode scanner လေးကျလာပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ Jaggery 100 Plus ရဲ့အနောက်ဘက်မှာဒါဘာကုတ်လေးရှိရတဲ့အတွက်ကြောင့်မလို့လွယ်လင့်တကူသွားဖတ်ကြည့်လိုက်တာနဲ့ဘယ်နိုင်ငံထုတ်လဲဆိုတာကိုစစ်ဆေးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုလည်းမျှဝေပေးရင်းနဲ့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်